ဆောင်ရွက်ရလွှတ်တော်ကိုယ်စားလှယ်များရဲ့ကြောင်းအခြေအနေကိုလွှတ်တော်ရဲ့ဆုံးဖြတ်ရယူပါမယ်လွှတ်တော်ကိုယ်စားလှယ်များကသဘောတူပါလားခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များကသဘောတူပါလားခင်ဗျာလွှတ်တော်ကိုယ်စားလှယ်များကသဘောတူပါလားခင်ဗျာလွှတ်တော်ကသဘောတူတဲ့အတွက်လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေးတရားကိုအခြေအနေကိုအတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာပါတယ်တိုင်းဒေသကြီးကိုပြည်လွှတ်တော်ဆိုင်ရာဒီပုံမှန်23တွင်ဥပဒေပြုရေးနဲ့တိုင်းဒေသမျိုးရေးတို့အပြင်လိုအပ်ပါကအခြားရေးရာကိစ္စများကိုဒေသတင်ပြနိုင်စေရေးအတွက်လွှတ်တော်ကော်မတီများကိုသက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့်ကာလသတ်မှတ်ရေးဖွဲ့စည်းနိုင်သည်လွှတ်တော်စည်းဝေးတရားရေးတရားကြားဆောင်ရွက်ရန်လိုအပ်သည့်အခါဥက္ကဋ္ဌသည်ကော်မတီပါဝင်ရမည့်လွှတ်တော်ကိုယ်စားလှယ်များကိုရွေးချယ်တာဝန်ပေးရပြီးအနိကဆုံးကျင်းပသည့်လွှတ်တော်စည်းဝေး၌တင်ပြပြုချက်ရရမည်ဟုညွှန်ကြားထားပါတယ်။၎င်း၏2013ခုနှစ်တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ဆိုင်ရာဒီပုံမှန်25နဲ့26တို့တွင်လွှတ်တော်သည်ကော်မတီနှင့်အဖွဲ့များကိုဖွဲ့စည်းသည့်အခါဒီကော်မတီသို့မဟုတ်အဖွဲ့များ၏အဖွဲ့ဝင်တွေအတွက်တာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်နှင့်တက်တန်းကိုပါသတ်မှတ်ပေးရမည်။လွှတ်တော်ဖွဲ့စည်းများသည်လွှတ်တော်ကိုတာဝန်ခံရမည်။လွှတ်တော်ကျင်းပခြင်းမဟုတ်ရင်ဥက္ကဋ္ဌကိုတာဝန်ခံရမည်။ဒါကထားပါတယ်။လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ခုဒီပြည်ဆိုင်ရာကော်မတီဖွဲ့စည်းရန်ညီစင်းကိုတင်ပြမှာဖြစ်ပါတယ်။ခုဒီပြည်ဆိုင်ရာကော်မတီကိုဥက္ကဋ္ဌအတွင်းရေးမှူးနဲ့အဖွဲ့ဝင်5ဦးနဲ့ဖွဲ့စည်းရန်ဖြစ်ပါတယ်။ဥက္ကဋ္ဌဖြစ်ဒီကိုမျိုးနဲ့ကိုယ်စားလှယ်အမှတ်1တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းလွင်အတွင်းရေးမှူးဖြစ်အသိကြီးတို့နဲ့ကိုယ်စားလှယ်အမှတ်1တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကိုရင်းနဲ့အဖွဲ့ဝင်များဖြင့်အောက်ပါဖို့ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားရန်ကြားထားပါတယ်။ဒီဦးကိုင်ကြီးရာဦးမျိုးနဲ့ကိုယ်စားလှယ်အမှတ်